1316ခုတဘိုတွဲလဇန်2ရက်နေ့ကျေးဇူးတော်ရှင်မင်္ဂလာဆရာတော်ဟောကြားတော်မူသောတရားဖြစ်ပါသည်မင်္ဂလာအောင်မေတာကိုသမာဓိကိုမှတ်ပါမင်္ဂလာအောင်မေတာကိုဘာခေါ်ကြမေသမာဓိသမာကမင်္ဂလာပฏิကအောင်မေတောင်းမေအောင်မေတယ်ဆိုတော့ပฏิရတာပဲမြန်မာလိုပြောကြလို့ဆိုလို့ရှိရင်အဲ့ဒါသမာဓိဆိုတော့မှန်ကန်စွာတတိယတာမှန်ကန်စွာအောင်မေတတိယတာမှန်ကန်စွာတတိယတာလို့မှတ်ထားပါအဲ့ဒီသမာဓိကြီးလောကီဥမာပြောကြပါစို့လို့ဆိုလို့ရှိရင်ဖြင့်တတိယဝရိယလွန်တယ်ပညာလွန်တယ်ဆိုတာဘုရားဟောတော်မူတယ်တတိဟာဘယ်တော့မှမလွန်ဘူးလို့မှတ်တာလိုရာသာရှိရမယ်ဝရိယလွန်တယ်လည်းရှိတယ်ဝရိယလွန်တယ်လည်းရှိတယ်ဝရိယလွန်တယ်လည်းရှိတယ်လို့မှတ်ပါဝရိယလွန်တဲ့ဥစ္စာဖြစ်တယ်ပညာလွန်တဲ့ကောက်ကျတဲ့ပဲသွားတယ်ဒီပညာတွေလွန်တာရှိတယ်ဝရိယတို့ပညာတို့ဟာသမာဓိကလွန်တယ်ရှိတယ်လွန်ရင်သိနာမိတဲ့ပဲကူးသွားတာပဲအဲ့ဒါကိုလွန်တာသုံးခုမှတ်ထားကြပါဝရိယလည်းလွန်တယ်လွန်ရင်ဥဒိစ္စဖြစ်သွားတာဝရိယပိတ်ဆိုင်လိုက်ပြန်လို့ညံနေနေပြန်လို့ရှိရင်လည်းဓမ္မတို့ဥဒိစ္စပဲပြေးတာပဲစိတ်ပြန်လွတ်ပြီးထွက်သွားတာသမာဓိရသိပြီးအာကောင်းနေတယ်ဆိုလို့ရှိရင်ဓမ္မတွေမပေါ့နဲ့တော့ငိုက်လိမ့်မယ်သိနာမိတဲ့လာလိမ့်မယ်ပညာသိပြီးလွန်နေပြန်လို့ရှိရင်လေကောက်ကျစ်တဲ့ပဲလှည့်သွားတယ်နားလည်ကြဝရိယလွန်ရင်ပဲသွားမယ်ဥဒိစ္စမလွန်ရဘူးသူလေပညာလွန်ရင်ကောက်ကျစ်တဲ့ပဲသွားတယ်သမာဓိလွန်ရင်သိနာမိတဲ့ပဲသွားတယ်ဟောယနေ့ဟောမဲ့တတိဟာသေချာမှတ်ပါဘယ်ကာလမှအလွန်မရှိဘူးတဲ့အလိုသာရှိတယ်။ဒါဖြင့်တတိယအမြဲတမ်းခင်ဗျားတို့မှာဒီဆိုင်ပိဋကလာနေရလိမ့်မယ်ဆိုတာအောက်မေ့ပါ။သူကဘာလို့ပฏิထားတာပိုတယ်လို့မရှိဘူး။ဒါကြောင့်ထားတာဆရာများကတတိယဘာနဲ့တူသရုံလို့မေးလိုက်လို့ရှိရင်တတိယလိုတယ်သာရှိတာပဲတဲ့ပိုတယ်လို့ဘယ်တော့မှမရှိသောကြောင့်တတိမရှိပြီဆိုမှဖြင့်ဟင်းချက်တဲ့ပုဂ္ဂိုလ်တွေမှာစားဆိုတဲ့သဘောလေးမှပါပြီဆိုမှဖြင့်ဘလဝတ္တจิตကောင်းမွန်ချစ်များတော့လေစားမပါလို့ရှိရင်အကုန်ရတာပြီဆိုရင်ချက်ရှိပြီပြက်တခဲသို့တတိမပါလို့ရှိရင်ဖြင့်အားလုံးသောဓမ္မတို့မှာဘယ်နည်းနဲ့မှမိုက်ကုန်မဆိုင်နိုင်ဘူးမှန်မရအင်းကျတဲ့ပုဂ္ဂိုလ်မှာဘယ်အင်းချက်ချက်စားရည်ကြီးတယ်ဆိုတာခင်ဗျားတို့ဒီပိသားတိုင်းဖြစ်ပါလိမ့်မယ်ဒီမှာလဲဝိပဿနာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်မှာတတိမပါလို့ရှိရင်ဘယ်လုံးမှခီးမရဘူးတတိမပါရင်ဘယ်လုံးမှခီးမရဘူးအဲဒါကြောင့်တတိရေးကြီးတယ်ဆိုတာတတိကစားနေသူတယ်လို့မှတ်ထားကြပါစားဒီနေရာတိုင်းမှာဟင်းချက်တိုင်းရေးကြီးတယ်မဟုတ်လားပฏิဟာနေရာတိုင်းအလုပ်လုပ်တိုင်းမှာဝိပဿနာအလုပ်လုပ်တိုင်းလုပ်တိုင်းအရေးကြီးတယ်လို့မှတ်ကြသမှာပฏิဟာဘယ်တော့မှပိုတယ်မရှိဘူးနော်လိုတယ်တော့ရှိတယ်မှတ်ပฏิဟာပိုတယ်မရှိဘုန်းကြီးတို့ဓမ္မလိုတယ်တော့ရှိတယ်လို့မှတ်အဲ့ဒါဒီတတိဒီကားလဲဆိုလို့ရှိရင်ဖြင့်ပฏิဟာမြန်မာလိုပြန်တော့မမေ့မှုကိုဆိုသည်မမေ့မှုကိုဆိုသည်အဲဒီတတိများလိုသွားမယ်ဆိုလို့ရှိရင်ဖြင့်တခါတည်းအောင်ထုံးလိုက်တော့မှမေ့မှုရောက်လာတာမမေ့မှုချုပ်သွားရင်ဘယ်လိုရောက်လာမေ့မှုဝိဇ္ဇာမလည်းကြစမ်းပါတတိယဘယ်လောက်ရေးကြည့်တယ်ဆိုတာတတိလေးမလွတ်ကန်းလိုက်လို့ရှိရင်ဖြင့်ပတိလေးမလွတ်ကန်းလိုက်လို့ရှိရင်ဖြင့်မေးတယ်ဆိုတဲ့အဝိဇ္ဇာတခါတိုက်တခါလေးရောက်အဝိဇ္ဇာလာတဲ့ကောမင်းတို့လုပ်တဲ့လုပ်ပြီးဘယ်လုံးမှ
အမှန်မရောက်တော့ပါဘူးဆိုတာသိချာဆုံးဖြတ်ချပါဘယ်လုံးမှမမှန်တော့အဲ့တော့မဲမှုမမဲမှုမမဲမှုသည်ဓမ္မတွေတတိမဲမှုသည်အဝိဇ္ဇာဒါနော်ဝရိယတဲ့ဘိုးရေးကြည့်လာတာပေါ်လာတယ်ဝရိယတဲ့ဘိုးရေးကြည့်လာတယ်မောင်စင်ထွန်းရဝရိယတဲ့ဘုံမဟုတ်ပြီးဒီကလာရေးကြည့်လာတဲ့ဓမ္မတို့တတိမရှိပြီဆိုမှဖြင့်မယုံလို့ရှိရင်ခင်ဗျားတို့စက်တော်လေးကိုဓာတ်ချက်ချက်နဲ့လှီးကြည့်ပါလှီးကြည့်နေတယ်ပြင်နေတဲ့တတိမပါရင်တစ်ခုခုတော့ထိခဲ့ရတော့မှာဘာလို့သွားတာတတိလို့သွားဒါပြန်တတိလိုဒီနဲ့ပြင်နေတဲ့လုတ်ပြီးအလုပ်အလွဲကြီးမှလားဒါပဲလုတ်ပြီးအလုပ်အလွဲကြီးနော်ဘာဖြစ်လို့အလွဲကြီးဖြစ်ရကြတော့ဆိုတော့တတိမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့်တတိဆိုတာမမေ့ဘူးမေ့ရမှုဝင်လာလို့ပဲသဘောကျဘယ်လိုဝင်လာမေ့ရမှုဝင်လာတယ်လို့ဒကာဓမ္မတွေကမှတ်ပါအဲ့ဒါကြောင့်တတိဒီကားလို့ဆိုလို့ရှိရင်ဖြင့်နေရာတိုင်းမှာလိုတယ်ဆိုတာသဘောကျသူလက်သွားရင်းနဲ့ပြင်နေတဲ့တတိလေးမပါရင်းနဲ့ပြင်နေတဲ့တတိလေးငုတ်ပြီးနဲ့ပြင်နေတဲ့တခါတည်းအဝိဇ္ဇာဝင်လာတာအဝိဇ္ဇာဝင်လာလို့ရှိရင်ဖြင့်ဓာလိတာကစာအမှားရှိမယ်ဟုတ်လားဘာဖြစ်ဖြစ်လုပ်ပြအလုပ်ဟာတခါတည်းကမှတ်လိုက်ပါတော့အမှားကြီးလုပ်တော့မယ်အမှားကြီးလုပ်တော့မယ်ဆိုတာသေသေးချာချာမှတ်ပါရှင်းကြပါလားဒါဖြင့်မမေ့တာကဘယ်လိုပါလဲမေ့တာကမမေ့တာကဘယ်လိုလဲတတိနော်မေ့တာကဒါပြန်သူဆိုရင်းချက်ရှိလိုက်လို့ရှိရင်မဲခင်7ပါးအကုန်ပြက်မောင်စင်ဆောင်အကုန်ပြက်ပြီမှန်ပါဘူးကဲမောင်သွားမယ်ဘယ်လောက်ရေးကြည့်တတိရေးကြည့်လာပြီဒကာဓမ္မတွေကတော်ရွှေတတိရေးကြည့်လာပြီမလာရင်တော့ရေးကြည့်လာပြီတတိလေးလွတ်ပြီးဒကာရခင်ဗျားတို့ဖဏကရှူကြည့်ပါဟုတ်လားတတိလေးလွတ်ပြီးဖဏရှူကြည့်ပါသူများဖဏကိုရှူမိစီရဲ့ကိုယ်ခဏရှိကိုရောက်မှာမဟုတ်ဘူးတတိလေးဘောတတိလေးတဲ့ဆိုလို့ရှိရင်ပြန်ခဏမှားတာလေခင်ဗျားတို့မကြုံကြဘူးလားအဲ့ဒါဘယ်သူလွတ်သွားတာအဲ့ဒါတတိလွတ်သွားတဲ့ကအဝိဇ္ဇာနဲ့ခဏရှူပြီးခဏစွတ်ပြီးဒါကြောင့်သူများခဏစီးမိရဲ့ကျုံတယ်ဒါတော်တာမတော်တာတော့မသိသေးဘူးတတိလွတ်နေလို့ရှိရင်စီးတယ်တော့တာပဲကိုယ်စီးနေကြခဏတန်ရှိခွင့်ကြသူမတူတော့မရွေးနိုင်ဘူးတတိသာလွတ်သွားဟောထားတယ်သူများဖဏပဲမဲ့ကြောနဲ့စီးရင်စီးသွားတာပဲဒါဘာလွတ်သွားဒါဖြင့်ဘယ်သူနဲ့စီးသွားတာတုံးလို့မေးရင်မနဲ့ဒါရင်တရားဓမ္မတော့အဝိဇ္ဇာနဲ့စီးသွားတော့တတိလွတ်လိုက်တဲ့ကြာအဝိဇ္ဇာနဲ့စီးသွားတဲ့ကြာအမှားလားမှန်လားဒါဖြင့်အောင်စိန်သန်းတို့ရိပ်မိရောပေါ့ရိပ်မိပြီးတော့ဆုံးလိုက်လို့ရိပ်မိကွာဘယ်လိုရိပ်မိကလေးလို့မေးတဲ့အခါတတိလို့ရမှားကြီးလို့တော့မှာပဲဒါကပါတယ်တော့အားလုံးဓမ္မတွေတတိလို့ရမှားကြီးပဲဆိုတာဖြင့်ယုံကြည်ကြဒါကြောင့်ခင်ဗျားတို့တတိကဘာနဲ့တူကြုံလို့ဆိုရင်တတိကိုမြန်မာလိုပြန်လိုက်တဲ့ခါကြလို့ရှိရင်မမေ့မှုဟုတ်ပါလားတတိကမမေ့မှုမမေ့မှုဤအန္တရာယ်ဘယ်လိုတုံးလို့မေးလို့ရှိရင်မေ့မှုဝိဇ္ဇာမမေ့မှုကတတိနော်သူဤအန္တရာယ်ဘယ်လိုတုံးအဝိဇ္ဇာဆိုတဲ့မေ့မှုနားလည်ကြအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပြောပါခင်ဗျားတို့တရားဆူဆူနဲ့လွယ်ခဲ့ဝိပဿနာလုပ်တဲ့အချိန်လုံရင်နဲ့ဥပဒနာလုပ်တယ်မမြင်မထင်မဲ့ဖြစ်လာလိုက်လုပ်တော့ကတော့သတိထားလုပ်တာပဲနောက်သတိကထွက်ပြေးပြီးအဝိဇ္ဇာကကျန်နေတဲ့ခါကျတော့ဘာမှကိုမမြင်တော့ဘူးတတိလေးလွတ်သွားသည်နဲ့တပြိုင်တည်းဒကာဓမ္မတို့မမဲ့မှုလေးပျောက်သွားသည်နဲ့တပြိုင်တည်းမဲမှုကြီးကဥသိလာတော့တာပဲမဲမှုကြီးကဥသိလာတဲ့တော့ဆိုတော့အမှန်ရောက်မလားအမှားရောက်မလားဒါကြောင့်ဘုရားစုစုနဲ့လွဲဟုတ်လားဘာတော့တတိလွတ်မှုကြောင့်တတိလွတ်မှုကြောင့်
သတိလုံးမှုရှိတဲ့အခါကျတော့အဝိဇ္ဇာကရောက်ပြီးဒီကလာတကတိုက်လာတော့တယ်ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေပฏิပဋ္ဌာန်ဆိုတာပฏิကအရေးကြီးတယ်ပဋ္ဌာနာကပြဋ္ဌာန်းတယ်ပฏิအတော်အရေးကြီးတယ်လို့ဆိုပြီးပฏิပဋ္ဌာန်လို့ဆိုတာပฏิအရေးကြီးလို့ပฏิပဋ္ဌာန်လို့အခုညဟောနေတာပฏิပဋ္ဌာန်ညနေဟောနေတာပฏิပဋ္ဌာန်ပฏิအရေးကြီးလိုက်တာနော်ပฏิလေးလေးလိုက်လို့ရှိရင်ဒကာဓမ္မတို့ခဏကပြောတယ်ခဏတောင်မှားစီတယ်ဆိုတဲ့ကပฏิနဲ့စီးတာလားဟုတ်လားအဝိဇ္ဇာနဲ့စီးတာလားဒါပြန်အဝိဇ္ဇာပฏิလို့တင်တဲ့ပြင်တဲ့အဝိဇ္ဇာဝင်တယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ဉာဏ်နဲ့မှမှတ်ထားပါအဲဒီကတော့ဝိဇ္ဇာဝင်လာပြီးတဲ့ပြင်တဲ့လောကီလောက်လက်မှားလောကုတ္တရာလောက်လက်မှားပဲဒါဖြင့်အမှားဟုသွင်းနဲ့ကျုံအမှားဟုသွင်းနဲ့လွဲဆိုတာတတိမရှိလို့ရှင်းရဒါဖြင့်ဒကာဓမ္မတွေမှာဘုန်းကြီးပြောပါတယ်ဒကာဓမ္မတွေမှာဘယ်နဲ့ကြောက်ဥနာသေးခြင်းနဲ့မြင်နေရပါလိမ့်မလဲဆင်းရဲပွဲကြီးမြင်နှွဲနေရတာဘာကြောင့်ပါလိမ့်မလဲမေးလိုက်တဲ့အခါကျတော့ဘဝများစွာသံဃာကပฏิပဋ္ဌာန်ဆိုတဲ့ပฏิလုံးလုံးလွတ်နေလို့ဒီဩနာသေးကြီးနဲ့တွဲဆင်းရဲဟူသေးနဲ့တွဲဒီလိုနေကြရတာသိမရဘာလွတ်သွားတာပါဩဒါဖြင့်တို့ဩနာသေးနဲ့တွဲပြီးကြလားဆင်းရဲဝဲကြီးနှွှဲနေရတာဒီဘာလေးလိုနေတယ်ဆိုတာပေါ်လာရဘာလို့နေပฏิကလေးလိုနေတဲ့ဒကာဓမ္မတို့အားလုံးမှတ်ချက်စမ်းပါပฏิကလေးလိုနေတယ်လို့မတူလို့မှတ်စမ်းပါရင်းမိကြဒါဖြင့်ဒကာဓမ္မတို့ဒီအခုဘာပဲတဲ့နေကြတော့ခန္ဓာကိုယ်ကြီးကမိုးခြင်းမနဲ့အိုမနာခြင်းမနဲ့နာရမသေးခြင်းမနဲ့သေရဌာနပြေးကြရဘယ်နဲ့ကြောင့်ပါလိမ့်မလဲဒီဖြစ်ကြီးသိုးရတဲ့ဖြစ်ကြီးဂျုံရဆုံရဘာကြောင့်ပါလိမ့်မလို့မေးတဲ့အခါပฏิလွတ်မှုကြောင့်ဒီပြည့်တွေ့နေတာရင်းမိကြဘာလွတ်မှုလဲပฏิလွတ်မှုကြောင့်ဒီပြည့်တွေတွေ့နေတယ်ဆိုတာရှင်းတတ်ကြဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ပฏิတလုံးကိုဖြင့်ကောင်းကောင်းကြီးမှကိုယ်ပိုင်ထားပြီးမသုံးကြလို့ရှိရင်ဖြင့်တို့ဒီနောက်ဖျားဆူဆူနေပဲလွဲရရှိသေးရဲ့ဟုတ်ပါလားဩဝနာဘသေပွဲတွေကိုအမြဲတမ်းနှွှဲရရှိသေးရဲ့ပူပွဲဆွေးပွဲတွေဟူတွေ့လဲဒုနဲ့အမြဲတွဲရရှိသေးရဲ့သေချာချာမှပါဘယ်တော့ကြောက်ချာကောင်းဒါဖြင့်တတိယဘယ်လောက်ရေးကြည့်တယ်ဆိုတာပေါ်လာကြဒါကြောင့်တတိဒီကားလဲဆိုလို့ရှိရင်တသိဉ္စခွာဘိက္ခုသဗ္ဗတကံဝရာမိဘိက္ခုရတို့ခေါ်စဉ်တဲ့တသိဉ္စရိကိုသဗ္ဗတကံအလုံးစုံတို့အလုံးစုံအတွက်အရေးကြီးသည်အလုံးစုံအတွက်အကျိုးရှိသည်ဟောသည်ဖြင့်သဗ္ဗတကံအလုံးစုံနဲ့အရေးကြီးဟုဝရာမိငါဖျားကဟော၏တတိဟာအလုံးစုံတို့ရဲ့အရေးကြီးတယ်မဲ့ခင်၈ပါးရှိတဲ့နဲ့ကသူကပုံမူရေးကြီးတယ်အမှန်လေတတိမနောကသမင်မြအောင်မဲ့နေတယ်ဝရိယနာတော့ကတော့ဝရိယအနံရေးကြီးနေအောင်မဲ့အခုတတိကပုံရေးကြီးနေတတိကပုံရေးကြီးနေတဲ့ဓမ္မတို့တတိမရှိနေတဲ့တွင်လည်းဓမ္မတို့ဘုန်းကြီးကတတိလေးထားပြီးတော့ဝိပဿနာရှုကြတတိလေးထားပြီးဝိပဿနာရှုကြဆိုတော့ဓမ္မတွေကတတိလေးကမထားမိဘူးဆိုတော့တတိလေးကမထားမိဘူးမထားမိတဲ့နဲ့ပြင်နေတဲ့ဘုန်းကြီးတွေကဓမ္မတွေဟာတတိလေးမထားမိတဲ့နဲ့ပြင်နေတဲ့ဖြစ်ဖြစ်ပေါ်ဆိုင်ပฏิမထားမိတဲ့နဲ့ပြင်နေတဲ့တခါရင်မသိဆိုတဲ့အဝိဇ္ဇာကြီးကပါလို့ဘာမဟုတ်တာသားလို့လိုက်ပြီသမီးမဟုတ်တာသမီးလို့လိုက်ပြီဒီမဟုတ်တာကိုအဟောတခါတည်းအဝိဇ္ဇာဝင်ပြီးဒကာဓမ္မတွေသိလိုက်ပါတယ်သိတဲ့အခါကျတော့ပဲရောက်သွားပြီသိတဲ့အခါကျတော့ပဲရောက်သွားပြီပฏิလွတ်ပြီးသေသွားလို့ပဲရောက်ရင်းမိကြဘာကြောင့်လူတွေပဲသွားရကြအောင်ဆိုတော့ရင်းမိဘယ်လိုသေလို့ပါလဲဒ
ဒါဖြင့်အပယ်မှာရောက်သူပေါင်းလူရည်အတွက်ဘယ်လောက်ရှိကြုံဆိုရင်မရည်သွက်နိုင်ပါဘူးဖေဟာဘယ်လိုလူတွေသေးတာပါလိမ့်မလဲလို့သေသေးချာချာမေးလိုက်လို့ရှိရင်ပြန်ခင်ဗျားတို့ပေါ်ကြရပါဘယ်လိုပေါ်ကြသတိလို့ပြီးသေးကြသတိလို့ပြီးသေးကြတခါကြီးပါဖိုးကလေးတွေငှက်ကလေးတွေသူတို့ကိုကြောင်တွေကဖမ်းတယ်မွေတွေကဖမ်းတယ်ဘယ်အချိန်ဖမ်းမလို့လို့ဆိုလို့ရှိရင်ဖြင့်မနဲ့ရင်းမိကြပြီတတိလွတ်တဲ့အချိန်ဖမ်းတယ်ရင်းမိဗလားခိုးလေးတွေငှက်ကလေးတွေတိရစ္ဆာန်တွေနိုင်ရစားပုဂ္ဂိုလ်တွေဖမ်းတာဒကာရမတို့ဘယ်အချိန်ဖမ်းမှလဲသင်များတို့ကိုလည်းသေမင်းကဘယ်အချိန်ဖမ်းမှချင်းငရဲကလည်းဘယ်အချိန်လာပြီးဒီကလာခေါ်မလို့ထင်တော့အမလေးဒါပြန်ဒကာရမတို့တတိကိုလက်ကင်ထားတတိကိုလက်ကင်ထားတောတလိษံလေးတွေတောင်မှတတိလက်တဲ့အချိန်မှာတခါတည်းလေးနဲ့ပြည့်တယ်လူလဲသူငိမ့်နေတဲ့အချိန်လေးနဲ့ပြည့်တာပဲကွာဟုတ်ဘူးလားကျောင်းကဖမ်းတဲ့အခါလဲသူတတိလက်တာလေးကြည့်နေတာပဲသူတတိလက်တဲ့အချိန်ဖမ်းမဲ့ကြားဖမ်းတယ်ဆိုတာရောတတိလက်တဲ့အချိန်ကြီးဖမ်းတာပဲရိပ်မိကြပါဒါဖြင့်ဒကာရမတို့ဒေဇင်းလို့သိခဲ့ရတဲ့ဘဝဟူသည်၍မောင်စိန်ဆွမ်းရိပ်မိရောပေါ့ဘာတော့ကွာဘိက္ခုယံတို့ခေါ်စဉ်အာငါးပါးသည်တတိန္ဒြိကိုသဗ္ဗတကံအလုံးစုံတို့တဲ့အရေးကြီးသောအကြောင်းဟူ၍ဗရာမိငါဖျားဟောတော်မူမင်းမဲ့ခင်7ပါးကျန်တဲ့9ပါးတဲ့သူရေးကြီးသေးလို့ငါဟောလိုက်တယ်သူမှကောင်းဆောင်လို့ရှိရင်မကောင်းရင်ကျန်9ပါးကိုမလာနိုင်တော့လာနိုင်နေရလားမလာနိုင်ဘူးသူကင်းတော့ဝိဇ္ဇာကဝင်ပေါ့ကွာဝိဇ္ဇာဝင်တဲ့ဒီပြမဲ့ခင်တွေကကိန်းနိုင်နေရအဲ့ဒါကြောင့်ဒကာဓမ္မတို့ဒီနေ့ပြောတဲ့စကားမှာတရားမှာပฏิတေရေးကြည့်ပါလားဆိုတဲ့ဥစ္စာပါလာပြီဒါရမဲ့ခင်7ပါးဘယ်လိုရေးကြီးဆုံးထားကြသတိရေးကြီးဆုံးထားမယ်တတိတည်ပြီးမှသာရင်တတိကဒီပေါ်မှာတတိထားပြီးမှဝရိယကလိုးလာတာဟုတ်ပါနော်ဝရိယကအလွယ်ဝရိယမဖြစ်ပေဘူးလားတတိကဒီနေရာဓာတ်ခုတ်မယ်လို့တတိထားပြီးမှဝရိယနဲ့အားစိတ်ခုတ်မှဒီနေရာပြတ်တာကိုတတိကဒီနေရာဘယ်နေရာတော့မထားလို့ရှိရင်ဓာတ်ခုတ်ချင်တဲ့နေရာခုတ်မယ်ဆိုရင်ပြတ်တဲ့နေရာရောက်နိုင်မှာအယံပြတ်ပေါ့ဗျာဒီလိုဖြစ်ပေဘူးလားဒါကြောင့်ဒကာဓမ္မတို့ဘာများရေးကြည့်နေလဲဆိုတာပေါ်လာကြဘာရေးကြည့်ဒါရိသန်နေသေးကြတာလည်းသတိဟုတ်လားရေရငါးတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်တခါတော့သတိမထားဘူးရှင်မပြန်ဘိုက်ကောင်တွေကကုန်းမပါကြဘူးဒါလည်းဘာလို့သွားတာသတိလိုသွားတာပဲတဲ့ဒီလိုဒီယထာကြိတ်ပြီးသေးကြတယ်ဆိုတာတွေရောသတိလိုသွားတာဒါဖြင့်ဓမ္မတို့တူတူပြောကြပါဆိုတော့နော်တူတူပြောကြပါဆိုတော့တဲ့အသေးဆုံးပေတဲ့ပုဂ္ဂိုလ်ဟူ၍ဟာဖြင့်သတိလွတ်လို့ရှင်းမလားဒါမှထားလိုက်သတိပလောက်ရေးကြည့်တယ်မောင်စင်တို့ရသတိသိရေးကြည့်တယ်အဲ့ဒီမှတူလို့ဘာရေးကြည့်တယ်သတိရေးကြည့်တယ်သတိမပါပဲသားလို့ဓမ္မတွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်နေ့လေကြောင်တုံကြီးတောင်မှတချို့တော်ထဲမှာသွားကြတဲ့ပုဂ္ဂိုလ်တွေမတော်နိုင်မွေကြိုက်တယ်ကွာဘာလို့ကွာမွေကြိုက်ပြီးဆုံးရှုံးခြင်းလို့ရောက်ရှာတယ်ဆိုတာတတိလို့ကွာတာပဲတခါစဉ်းစားကြည့်ပါဦးဒီဟာဒီဌာနမှာဒီစားဆိုင်ဒီလိုမူတတ်တယ်ဒီလိုဝေတတ်တယ်ဒီလိုဩရအန္တတ်တယ်ဆိုတဲ့ဥစ္စာဒီဟာဒီမှာဒီမူရဝေရတဲ့သဟာရနေကလည်းပူပါပြီနဲ့ရှောင်ရမယ်လို့တတိထားလို့ရှိရင်မူဝေရယောဂဝေဒနာရောက်ပါပရိမလားတော့စားမိမြုံမိကြမူဝေရဝေဒနာတွေရောက်မလားဒါလည်းဘာကြောင့်ပါလဲပရိလည်းဟင်လို့ဟုတ်လားဒါဖြင့်တတိဒီကားလို့ရှင်စားတဲ့နေရာနဲ့တတိရေးကြည့်တယ်ဟုတ်ဘူးလားရုပ်စွာဆိုမနှရှိတဲ့နေရာတောင်အဲ့တဲ့နေရာကောသတိရေးကြည့်တာကြီးပဲတဲ့ရန်သွားတဲ့နေရာကောမယုံလို့ရှိရင်ခင်ဗျားသတိမပါပဲသွားကြည့်ဘလောက်ကြီးတဲ့ခလုတ်ဖြစ်တိုက်ဘလောက်ကြီးတဲ့ခလုတ်ဖြစ်တိုက်ရဘ
ဘာဖြစ်လို့တိုက်ရတော့ဒါဖြင့်ခလုတ်တိုက်တာအကျုံရှင်မကိုကွဲသွားတာပဲဆိုတော့ဓမ္မတွေဘာကြောင့်ခလုတ်တိုက်ရပါလိမ့်မလို့လို့မဲတဲ့အခါကြလို့ရှင်းပြန်တတိလို့သဘောကျဒါဖြင့်တတိဒီကားလည်းဆိုင်ဖြင့်ပြစ္ဆုတ်ပံမှာလည်းဆိုးကျူးပေးတန်လျာမှာလည်းအပယ်ကျိုးရဆိုတော့ဒါဆိုတတိဟာဘယ်လောက်ကြည့်အောင်ရေးကြည့်နေတယ်ဆိုတာဖြင့်ဘယ်ခါမှမလစ်စီနဲ့ဆိုတော့ဘုရားကဟောတတိကိုဘယ်ခါမှမလစ်စီပါနဲ့လို့အဲ့ဒါဓမ္မတို့ပฏิလက်မှုဒီကားလည်းဆိုင်ခင်ဗျားတို့ပြစ္ဆုတ်ပံမှာလည်းအကျိုးရုပ်သံဃာမှာအပယ်ကြမှုဟာဖြင့်တတိလက်ကံမရှိတဲ့အတွက်ပဲလို့မဆိုနိုင်ဘူး။ဒါရင်ဒါဖြင့်ဒီနေ့ညဘာရေးကြည့်တယ်ဆိုတာပေါ်လာကြ။တတိရေးကြည့်တယ်။ဒါကြောင့်ဘုရားသခင်ကိုရမေကြီးကဟောလိုက်တာများနာစရာကောင်းလိုက်တာ။နာစရာကောင်းလိုက်တာတဲ့အပ္ပမာတော့အမတံပဒံအပ္ပမာတော့မမိတ်မလျော့တော့ဘဲနဲ့သတိထားတဲ့ပုဂ္ဂိုလ်ကြီးအမတန်မသေးရဖြစ်သောနိဗ္ဗာန်တို့ဗဒံရောက်ကြောင်းစစ်ဖြစ်တတိသာမမေ့လို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းစစ်တယ်ယူရပါလားဘယ်လောက်ရေးကြီးဟောတော့ပါအပ္ပမာတော့မမေ့မလျော့တတိနဲ့နေသောပုဂ္ဂိုလ်သည်အမတန်မသေးရတို့ဗဒံရောက်ကြောင်းစစ်ဖြစ်ပါပြီဒကာဓမ္မတို့တတိသာမလျင်မသေးရနိဗ္ဗာန်ရောက်နိုင်ဒါဖြင့်တတိလို့ရင်သေရာကိုရောက်ရမယ်ရောက်မြမှလိုက်ကြတတိမလွတ်တဲ့ပုဂ္ဂိုလ်ဒီမသေးရာနိဗ္ဗာန်ကိုရောက်တတိလွတ်တဲ့ပုဂ္ဂိုလ်ဒီသေရာကိုရောက်နိုင်တယ်ဒါဖြင့်တတိလွတ်တိုင်းဒကာဓမ္မတွေကအောင်းမဲ့တယ်သေရာရောက်ဖို့ပဲသေရာရောက်ဖို့လွတ်တာသေရာကြီးသွားတော့မှာပဲသူလွတ်နေတဲ့ကာလပါတော့မသေးရာမရောက်ဘူးလို့ဆိုတော့ခရကဓမ္မဝရပါဠိတော်မှာတာဝန်ခံကြီးနဲ့ကိုဟောသွားပါလေ။ဒါကြိဒီရေးကြည့်ပါလား။အဲ့ဒါနဲ့ကဲဒီနေ့ညတတိရေးကြည့်ပုံပေါ်လာကြ။ဒါဖြင့်အလုံးစုံဓမ္မတွေအပ္ပမာရောအမတံပရံကြည့်ပမာရောမိစုနောကရံငါကလည်းပြောနေတာမဟုတ်ဘူးပါ။ပမာရောမိစုရသောပုဂ္ဂိုလ်ဒီမိစုနောပေချင်းဗဒံအကြောင်းကြီးတယ်ဖမှန်သိချင်းအကြောင်းတယ်ဓမ္မတော့မမဲမလျော့လို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းမဲလျော့ရင်အဖမှန်သေးခြင်းအကြောင်းလို့သေချာမှတ်လိုက်ကြသမှာဒါပြန်အဖမှန်သေးခြင်းခင်ဗျားတို့ဝေဒနာပေါ်တိုင်းတတိမထားနဲ့ဘာကြောင့်အဖမှန်မသေးခြင်းတော့ပါဘူးမသေးရရောက်ချင်ပါတော့တယ်ဆိုရင်ဖြင့်ဘာလို့ ဝေဒနာပေါ်တိုင်းဘာလို့အောင်နော်ကဲဒီပါဠိတော်နဲ့သင်္ဆောင်ကြိုက်ပလားကြိုက်ပြီဓမ္မတွေသမင်းရရေးကြည့်လို့ရှိရင်ဘုရားဒီပါဠိတော်ဟောခဲ့ပါမလားမဟုတ်ဘူးလွန်ရေးကြည့်လို့ဟောတယ်နော်ရင်းမိလားအလွန်ရေးကြည့်လို့ဟောပါတယ်အပ္ပမတ္တနာမိယံဒီလှဲ့တောင်းလာလိုက်အပ္ပမတ္တသတိမမေ့ဖဲနဲ့ဝေဒနာပေါ်တိုင်းသတိထားတဲ့ပုဂ္ဂိုလ်ဒီနာမိယံဒီမသိတော့ဘူးဟိတတိမမေ့တဲ့ပုဂ္ဂိုလ်တော့ဖြင့်ဝေဒနာပေါ်တိုင်းသိလို့ရှိရင်ပြက်တိုင်းသိတော့မှာပဲဆိုတာကလည်းနောက်ကလိုက်နေတော့ကြောင့်ဒီပုဂ္ဂိုလ်မသေးတော့ဘူးတဲ့ရင်းမိကြယေဗမတ္တယထာမတ္တယေဗမတ္တယထာမှာရေးခြင်းပုဂ္ဂိုလ်ဒီပမတ္ထာမိစ္ဆယကြကုန်သေယုတဘောဒီမတ္တယထာသေကုန်တဲ့ခဲ့လို့ပဲတဲ့ခင်ဗျားတို့တတိလွတ်နေတဲ့အချိန်ကျတော့ဖတ်တော်ဝင်တဲ့တော့ဖြူဆိုင်နေတာပဲသို့တော့လူသေးလို့ခရခေါ်လိုက်အမှန်တည်းကြည့်ကြပါလားဒါကြတဲ့အမှန်တည်းကြီးကြည့်အောင်မရမသုံးဘူးလားအသက်ပဲရှုံးနေကြတော့လေတဲ့တတိလွတ်ကင်းနေသူ့ကိုအရှင်တော့မင်းတို့ကမခေါ်နဲ့ကွာအသေးပဲတဲ့သူလူသေးတဲ့ရိပ်မကြရှင်တဲ့လူသေးဆိုတာဘာလွတ်နေတာတဲ့လဲခေါ်လိုက်ပါလားဘုရားသခင်ကိုရမေကြီးကတတိလွတ်နေလို့ရှိရင်သောတော်ဝန်တွေရှူပြီးသွားလာနေ냐တော့လေဒီပုဂ္ဂိုလ်ကိုမတုတို့လူစုတွေကလူရှင်လို့မခေါ်နဲ့ဘာလို့ခေါ်ရလူတွေလို့ခေါ်လိုက်တယ်လူတွေလို့ခေါ်မှာပဲကွာလူတွေကလည်းဆိုလို့ရှိရင်ဖြင့်လူကအနဲ့ထိုးတယ်
သူမသိဘူးကွာဘယ်သူကကျိုးတွေနဲ့တုတ်ချီကျိုးလက်ကျိုးတွေတုတ်ကိုသိသေးရဲ့ဘယ်သူကထမ်းသွားတော့ကိုကြတော့မြေထဲမြုပ်တော့လူတွေကဘာမှမသိဟုတ်သူပဲတဲ့ဒကာဓမ္မတွေလည်းကောင်းတာနဲ့ဆိုးတာကိုပဲမဝေဖန်နိုင်အောင်ပဲမသိတော့ပါဘူးတဲ့တတိလွတ်သွားလူတွေနဲ့ထူးသေးရလားအကောင်းဆုံးဝေဖန်နိုင်ရလားဒါဖြင့်သောတဝန်လည်းပဲရှူးနေ냐တော့လေတတိလွတ်နေတဲ့ပုဂ္ဂိုလ်ဟာလူတွေနဲ့အတူတူပဲလို့ငါဘုရားကဟောလိုက်တယ်ဆိုတော့အောင်ဆုံးလာတမင်းကြီးရေးကြည့်ဒီကမသုံးဘူးအမှန်တန်ရေးကြည့်လို့သုံးလိုက်တယ်ဆိုတော့ဓမ္မတွေသဘောကျအေးမောင်မြင့်တဲ့သဘောကျတတိလွတ်တဲ့အချိန်မှာကိုလူရှင်လို့ခေါ်ကြမလားလူသေးလို့ခေါ်ဒါဖြင့်သေခြင်းရှင်ခြင်းကိုဖြင့်ဓမ္မတွေနေတိုင်းဝေဖန်ကြဝေဒနာကိုဖြစ်တဲ့ကြိုးစားနေကြဓမ္မတွေကဝေဒနာဖြစ်တဲ့ကြိုးစားနေတဲ့ဝေဒနာပေါ်တိုင်းမသိတာကများနေပြီတတိမထားမိဘူးဆိုလို့ဩငါလူတွေဖြစ်နေတာကများနေပါဘောလားဟုတ်လားလူရှင်ဖြစ်ကနည်းနေပါဘောလားလို့ဒါဘုန်းကြီးကကြံပန်ပြောရလားဘုရားတက်ရဟောတာအေးတကယ်တက်ရဘုရားတက်ရဟောတာလူရှင်နဲ့လူတွေ꿰ကြဒါပြန်ခင်ဗျားတို့လူတွေနဲ့လူရှင်꿰သွားတယ်ဆိုတော့ကို꿰ဖို့ရတယ်ပုံမူရေးကြည့်တော့ကို꿰ဖို့လည်းပုံမူရေးကြည့်တယ်ဘာကြောင့်ဆရာဘုန်းကြီးကဒီလောက်တောင်ရေးကြည့်ပြောရသရုံးတို့မဲလို့ရှိရင်သောတဝနပင်ရှင်냐တော့လေတတိကင်းနေတဲ့ပုဂ္ဂိုလ်တိုက်ရှင်နဲ့လာရရသူဟာသူအကုန်ပြီမှာပဲလာရရသူဟိုဒီသူလွတ်အောင်ဆောင်နေရလားဒါဖြင့်ဆောင်းစိုးလာလက်ခံဟုတ်လားသွင်းလာလက်ခံဟုတ်လားလင်းလာလိုက်ကောအကုန်ခံသူ့မှာတတိလွတ်နေတဲ့ဘာနဲ့မှတားเสียအပြုတ်ပြင်ရှိသေးရလားတားเสียကာကွယ်သူ့ထားသေးရလားဒီဒါဘာဖြစ်လို့ပါလဲအေးတတိလွတ်သွားလိမ့်မယ်ရင်းမိကြနတ်ပြည်ပြောနေတဲ့ပုဂ္ဂိုလ်တွေကတတိလွတ်ဒါကြောင့်တနေ့ကတပြုံကြီးအပယ်ကြဒါဘယ်လိုဖြုတ်ချိုက်တာမှာတတိကြီးဥဒ္တရားကတခါတည်းဖြုတ်ပြီးကြလားမရှိတော့တတိကြီးဥဒ္တရားမရှိတဲ့အခါကျတော့နတ်ပြည်ရောက်တယ်လို့ခင်ဗျားတို့ကစိတ်ချနေရ냐ဆိုတော့တနေ့ကသူ့ဒီမှာနတ်သားနဲ့ကွာတပြုံကြီးတဲ့ဟိုတဲ့ရောက်ပြီးသွားတာကိုဘုန်းကြီးလည်းဟောပြီးသားဖြစ်ပါလေဟုတ်ကလားအဲ့ဒါဒီကားလို့ရှင်ဘာလွတ်တာလဲမယုံရင်သစ်ပင်ပေါ်တက်ကြည့်ပါတတိလွတ်လို့ရှင်လွတ်တဲ့ရှင်အောက်ဝုန်းနဲ့ကြကြည့်မကြဘူးဒါဖြင့်အာရုံဓမ္မတွေတဲ့တတိဒီကားလို့ရှင်ဖြင့်သေခြင်းစိုးဘက်ကိုတတိလွတ်တဲ့ဘက်ကိုသေခြင်းစိုးနဲ့အပယ်မှတပါဘယ်မှသွားကြမရှိဘူးသေရင်သေခြင်းစိုးသိရပါသွားရင်ဘယ်သွားရမိကြဒါဖြင့်ဓမ္မတို့ဘာရေးကြည့်ပါတတိရေးကြည့်လိုက်တဲ့ဖြစ်ခြင်းမပြောပါနဲ့တော့တတိရေးကြည့်လိုက်တဲ့ဖြစ်ခြင်းမပြောပါနဲ့တော့တတိဉ္စခွာမိတ်ဆွေသဗ္ဗတကံဝရမိအလုံးစုံကြိုးပြီးတာဖြင့်တတိပဲဒါကြောင့်ငါဘုရားကတတိဟာဖြင့်အရေးကြီးဆုံးအကျိုးခရီးသက်ရောက်ဆုံးလို့ငါဘုရားကဖြင့်ဟောတာပဲအကျိုးကြီးဆုံးသက်ရောက်တာဘယ်သူပါလဲဘယ်သူကဟောဒါဖြင့်ဘုရားဟောတာဖြင့်တတိရေးကြည့်ပါတယ်ရေးကြည့်ဆုံးထားပြီးလက်သုံးထားကြပါဆိုတာဒကာဓမ္မတွေလည်းတတိဥထာကြီးလက်ဆောင်နေတယ်ဒကာသားတတိဥထာလက်လောက်ကလေးကတတိဥထာလက်လောက်ကလေးကဒကာဓမ္မတွေသိချင်တာမှတ်လိုက်ပါတော့တဲ့အပယ်သွားဖို့ရှိတယ်သိချင်းစိုးသိဖို့နဲ့အပယ်ရောက်ဖို့ဒီနည်းမရှိတော့ဒါကြောင့်ဒကာဓမ္မတွေဝေဒနာပေါ်တိုင်းတတိထားပါဆိုတဲ့စကားမသုံးပြန်ဘူး။ဘာကြောင့်တော့မဲတဲ့အခါကျတော့ခင်ဗျားတို့လူရှင်လေးဖြစ်ပါမှသာလည်းဘိဗ္ဗအန္တရာယ်လာရင်ရှောင်နေဘူးကွာ။လူတွေဆိုတော့ဘိဗ္ဗအန္တရာယ်လာရင်ရှောင်နေသေးရလား။ဒါပြန်တတိလွတ်တဲ့ပုဂ္ဂိုလ်ကလူသေးလို့ဘုရားဟောတယ်။ဒါပြန်အပယ်ပဲလာလဲသူကြုံဖို့ပဲ။တိရစ္ဆာန်ပေးသိရင်နော်။ရေမင်းမင်းခိုးသူပေးသိရင်နော်။96ပါးသောဘေးတွေသိရင်နော်။အခုသူ့ဖို့ကြီးမှပฏิလွတ်တဲ့ပုဂ္ဂိုလ်ကြီးအဖို့ကြီးမှဒါဘယ်တော့ရေးကြည့်တော့ကွာဒါဖြင့်ဒကာမတွေမြို့ထဲမှာအခုသေးတဲ့ပုဂ္ဂိုလ်တွေရှိကြဟာဘာဖြစ်လို့သေးကြပါလိမ့်မလဲဆိုတော့အိုးနောက်ဘဝကတတိပဌာန်လို့မလုပ်ဘူးလို့အခုအသေးတွေ့ရတာပေါ့နောက်ဘဝကတတိပဌာန်လို့ကိုလုပ်ဖူးခဲ့ပြီးနောက်က
လုပ်ဘူးခဲ့ပြီဆိုလို့ရှိရင်ဒီလူသေးတွေတို့မသာဖို့ရမရှိဘူးကအကုန်လေးပံရောက်ကုန်ပြီဒါပြန်မသာဖို့ရတယ်ဘယ်လိုပုဂ္ဂိုလ်ဖို့ရတာမရဘူးတတိလည်းတဲ့ပုဂ္ဂိုလ်ကြီးပဲတတိလည်းတဲ့ပုဂ္ဂိုလ်မအပေနဲ့လာတိုးတာပုဂ္ဂိုလ်တတိကမလုပ်ခဲ့တဲ့တတိပ္ပံလို့လုပ်ခဲ့တဲ့ရှင်9ရက်9လ9နှစ်နဲ့နိဗ္ဗာန်ရောက်ပါတယ်လို့ဘုရားကသေချာရောတာတောင်းခံတယ်တတိပ္ပံကလုပ်ပါတယ်9လ9နှစ်9ရက်နဲ့ပဲကိစ္စပြီးနိုင်ပါတယ်လို့ဆိုတော့အခုကိစ္စမပြီးလို့မသာရရှိဖို့နေရတဲ့ပုဂ္ဂိုလ်တွေဒီဘာလွတ်သွားတာလဲဒါပြန်တတိဒီကားလဲဆိုလို့ရှိရင်ဖြင့်ပေခြင်းအကြောင်းဆိုတာမောင်စိန်တော့မှိုင်းတယ်ပေါ့ဒကာဓမ္မတွေမှန်မှုလိုက်အေးမောင်မြင်တော့မှန်မှုလိုက်ပါတတိဒီကားလဲတတိလို့လည်းသိကြတာဆိုတော့ရေးမိကြအခုကဲဘယ်ဘ누구သေးပြန်မလဲဘယ်ဘ누구အိုးပြန်မလဲဘ누구ပဲသေးပြန်မလဲဘ누구ပဲလိုဝေဒနာရပြန်မလဲဆိုတော့သတ္တဝါအထည်ဖြစ်နေတာဟူ၍ဘုရားစုပါမဟုတ်တဲ့ပုဂ္ဂိုလ်ဟူ၍ဘာလို့နေလို့ဒီဥစ္စာတွေအိုနာသေးတွေကကိုယ်ပိုင်ရနေကြအိုင်ဒါဖြင့်တယောက်တယောက်သတိပေးကြစမ်းပါတယောက်တယောက်သတိပေးကြစမ်းပါဟောနာရေတယောက်တယောက်သတိပေးကြစမ်းကွာမင်းသတိမလဲနဲ့တော့အိုနာသေးရမင်းအဖြစ်နေလိမ့်မယ်ဟုတ်လားမင်းသတိမလဲနဲ့တော့မင်းကဘေးတန်တန်ရန်ထက်တဲ့တရားမင်းဟာကြီးဖြစ်လိမ့်မယ်တော့ရွှေသတိပေးစမ်းပါသတိပေးကြစမ်းပါရမရကဲမောင်စင်းနေဘေးကမယမသိတယ်ဆိုတာအိဗယ်ကိုရှင်းမလားဒါကြောင့်အပ္ပမာရောအမတ္တပဋ္ဌာန်ကိုကွာအပ္ပမာရောမမေ့မလျော့ဘယ်နဲ့တတိထားတဲ့ပုဂ္ဂိုလ်ဒီအမတ္တမသေးရရသို့ပဋ္ဌာန်ရောက်ကြောင်းဆိုတော့မသေးရရရောက်ပါတယ်ဆိုတဲ့ကအိုနာလည်းမရှိတော့ဘူးပေါ့ကွာရှိသေးရလားဒါပြန်ဒီထဲဘွားကြီးတွေပါကြတယ်ဗျလူကြီးတွေပါကြတယ်လူလက်တွေပါကြတယ်ဟုတ်လားဒါတွေကအိုကြအောင်မှာမဟုတ်လားမှတ်ဒီဓမ္မတွေဘယ်နဲ့ကြောင့်ဒီအိုကျင်းစိုးကြီးနဲ့ပဲအခုရောက်အောင်ကြုံအောင်နေကြပါလိမ့်မလဲလို့မေးလိုက်ချင်းသူနောက်ကတတိလက်လာတယ်တတိလက်ခဲ့ဒါကတည်းကဘာလို့လဲတော့မမင်းနဲ့တတိလက်ခဲ့လို့ရင်းနေကြဒါနဲ့တော့ကြကြလို့ရှိရင်ပြန်ဘုရုမမလို့သွားမေးရအောင်မလဲလို့ဆိုပြီးခင်ဗျားတို့သွားမေးကြဘာဖြစ်လို့အနာကျင်းစိုးကြီးနဲ့ကျုံနေရတတိလွတ်ခဲ့ပြန်ပြီဘုရားမြတ်စွာဘုရားကတတိလွတ်ခဲ့ပြန်ပြီတော်ရကြသေးတယ်မသာဖို့လိုက်ကြပါအောင်တဲ့ဒီသေးရပဲဘုရုသေးတာတော့ဆိုရင်ငါရိပ်မိဘူးတတိလွတ်တဲ့ပုဂ္ဂိုလ်ကြီးအသေးရိပ်မိဘူးလားဒါဖြင့်အောင်စိန်နိုင်တတိလွတ်တာဒီကြလို့ရှင်ဖြင့်တခါသေးသေးအကြောင်းလို့ဘုရားဟောတော်မူလိုက်တာဒီတခါတိုက်တို့တကယ်အရေးကြီးလို့ခေါ်တာပေါ့ဒီကထာမမေ့ကြနဲ့ကွာနော်မနေ့လေးရထားတယ်သို့တော့ဒီလောက်အဖို့တမှမသိရဘူးဒါလောက်အဖို့တမှမသိရဘူးအခုတော့တန်လိုက်တဲ့ကာထာမှကိုထောင်းကြီးပฏิလွတ်လိုက်လို့ရှိရင်ဖြင့်တဲ့သေခြင်းအကြောင်းတော့မှတ်လိုက်ပါတော့ကွာပฏิမလွတ်ရင်မသေခြင်းအကြောင်းတော့မှတ်လိုက်ပါတော့ဒကာဓမ္မတွေပฏิမလွတ်ရင်ဘာတော့ပฏิလွတ်လိုက်ရင်ကဲရဘလောက်များမိတုံးခင်ဗျာအောင်စင်တော့ဘလောက်မိတုံးဘေးဆိုရဘုရားသခင်ကိုရမကြီးသည်မောင်မင်းတို့ဘလောက်ဖုတ်တန်တန်သုံးတော့ကွာအေးမောင်မညော့မှန်ပါဗျာတတိလွတ်လိုက်လို့ရှိရင်ဘာရတော့ကြီးတတိမလွတ်တော့ဘူးဆိုရင်ဒါဖြင့်မင်းတို့ဝေဘာညာကိုတရားနာတဲ့ပုဂ္ဂိုလ်တွေကဝေဘာညာဟုတ်လားတတိလွတ်အောင်နေတဲ့အချိန်ကြလို့ရှိရင်ဖြင့်သေခြင်းကြောင့်လောက်ပြမီသေခြင်းကြောင့်လောက်ပြမီလို့ကိုယ်သမီးချက်တော်ညပြီတော့တတိမလွတ်တဲ့ပုဂ္ဂိုလ်တွေကဝေဒနာတွေပေါ်တိုင်းဖြစ်ဖြစ်ကြီးနေတဲ့ပုဂ္ဂိုလ်တွေကြတော့မသေးသေးအကြောင်းသူတို့ကြိုးစားနေတယ်ဆိုဝမ်းမြောက်ကြဒါဖြင့်ကိုယ်ဝမ်းမြောက်နိုင်တဲ့အချိန်ကိုယ်တဲ့အပြစ်တင်ရမယ့်အချိန်ဒီနှစ်ချိန်ကိုခွဲလိုက်ရင်တခါတိုက်သိကောင်းဟုတ်လားတတိလွတ်နေတဲ့အချိန်ကျတော့ကိုယ်အပြစ်တင်ရမယ့်အချိန်မင်းဟာသေဦးမှာပါပဲမင်းနေဘုံနဲ့သေဦးမှာပါပဲနာဦးမှာပဲတဘာပြမင်းလောင်းမှာပဲမင်းဟုတ်လားအပေရီဟူသေးရမင်းရောက်เสียတရားဌာနကြီးပြုံးမှာပါပဲမဆိုလိုက်ဘူးလားတတိလည်းနေရင်လေဟိုင်းဟေးမောင်စစ်စိန်တတိဘလောက်ရေးကြည့်တော့ကွာအဲ့ဒါဘုန်းကြီးကဘုန်းကြီးပြောကိုပြောတတ်လို့တတိဘလောက်ရေးကြည့်နေတာလို့ခရတဲ့အပမာရောမတံမရာအပမာရောမမေ့မလျော့ဘဲနဲ့တတိထားတဲ့ပုဂ္ဂိုလ်စီအမတံမတရားနိဗ္ဗာန်တို့ဗဒံရောက်ကြောင်းစေဆိုတော့တတိလေးကထားနေပါတယ်ဒကာဓမ္မတို့မတရားနိဗ္ဗာန်ရောက်ကြောင်းအစ်စ်ပဲတတိလေးလွတ်သွားလို့ရှိရင်ဖြင့်အဖမှန်သေးခြင်းရဲ့ကြောင်းသ
ဆိုတော့ကောင်းလေးရလားဒါပြန်ဘာရေးကြည့်ဟေးအပမတ္တနာမိယန္တိအပမတ္တမမေ့မလျော့တဲ့ပုဂ္ဂိုလ်တွေနာမိယန္တိသူကဘယ်တော့မှနာမိယန္တိတဲ့မမေ့မလျော့တဲ့ပုဂ္ဂိုလ်ကဒီနောက်ဘယ်တော့မှမသေးတော့ဘူးသေကြမရှိတော့ဘူးလေသတိထားနေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမသေးဘူးတဲ့ဝေဒနာပေါ်တိုင်းသတိထားနေတာဝေဒနာပြတ်တာတွေလည်းမတွေ့ဘူးလားတွေ့တိုင်းတွေ့တယ်ဆိုတော့ညာနဲ့တွေ့တာအဲညာနဲ့တွေ့တယ်ဆိုတွေကခொနဲ့သေခြင်းအကြောင်းဖြစ်တဲ့တဏှာတွေဥပါဒဏ်တွေလာသေးရဲ့မပေါ်သေးဘူးလားကွာပေါ်လာပြီဓမ္မတို့အမှန်ရေးကြည့်လို့ပြောလာတယ်အဲ့ဒါခင်ဗျားတို့သာယေသမီးစီးပွားရေးဟုတ်လားရွှေရေးမျိုးရေးလုံနေတဲ့ပုဂ္ဂိုလ်ဟာအိုးမှတ်တာဝေဒနာဥပဒနာမရှိဘူးတတိပဋ္ဌာန်လဲလို့တဲ့တွေ့သိခြင်းအကြောင်းကိုလိုက်နေကြတာပဲဟုတ်လားသာယသမီးစီးပွားရေးလိုက်တဲ့ပုဂ္ဂိုလ်ဒီသာယသမီးစီးပွားရေးလိုက်တာလားသိခြင်းအကြောင်းလိုက်နေတာလားသိခြင်းသေးလို့လုပ်နေတာသူတို့ပြောလိုက်တော့သိခြင်းသေးလို့လုပ်နေတာဒီဘယ်လုပ်တယ်တော့ဆိုခင်ဗျားတို့သာယသမီးစီးပွားရေးလုပ်နေတဲ့ပုဂ္ဂိုလ်ဟုတ်လားမသေးအောင်လုပ်နေတဲ့ပုဂ္ဂိုလ်အပြင်ဥပဒနာလုပ်ကိုတတိထားလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဖြစ်မသေးအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ဒါပြန်ငယ်ရတို့ကကြောင်းမြန်ကြီးဖြစ်နေပြီသာယသမီးစီးပွားရေးကိုကြိုးစားနေတာဒီဒကာဓမ္မတို့အဖာမှန်သေးခြင်းသေးလို့ဟုတ်လားတတိပ္ပံလို့လက်လွတ်နေခြင်းဒီအဖာမှန်သေးခြင်းသေးလို့တတိပ္ပံလို့လုံးနေတဲ့ပုဂ္ဂိုလ်ဒီအဖာမှန်မသေးရတော့ဘူးမသေးရနိဗ္ဗာန်ရောက်ကြောင်းလို့ဘုရားကဟောလိုက်တယ်ဒါဘယ်တော့ဟုတ်တယ်ဒါကြောင့်တရားဓမ္မတို့မနေ့ကဝရိယကိုတော့ဘုန်းကြီးကသာယူပြီးကြလားမျိုးမျိုးပုံပုံဘုရားပါဠိတော်နဲ့ပြောလိုက်ပါတယ်သို့တော့သူ့တဲ့ပုံမူပြီးတတိရေးကြည့်တယ်ဒါကြောင့်ပါဠိတော်ကိုသွားကြည့်ပါဟုတ်လားပါဠိတော်ကိုသွားကြည့်ပါတရားဓမ္မတို့သာဝကိုသွားကြည့်ပါသတိပဋ္ဌာန်သာဝဟောဆိုလိုက်ဘယ်လိုဖတ်မိလဲကွာကဲသတိရေးကြည့်လို့ပေါ့ကွာဝရိယပဋ္ဌာန်သာဝကြလေလားမလားဘူးကိုတော့ရဲ့မလားဘူးဘုရားခင်ကိုရမေကြီးကလေးဘာဟောလိုက်တောင်းဆိုလို့ရှိရင်ဖြင့်သတ္တရောတတိပဋ္ဌာနာဟောမောင်သိခွင့်ပြီလာပြန်ပြီဘာလာတော့ကွာသတ္တရောတတိပဋ္ဌာနာတဲ့ဟေးတတိပဋ္ဌာန်အရေးကြီးတယ်နော်တတိပဋ္ဌာန်၄ပါးအရေးကြီးတယ်နော်ပြောဘူးလားကွာဒါတော့ဓမ္မတွေကလည်းတတိဆိုတာဗာမင်းများအောင်းမဲ့နေတယ်ဘုရားခင်ကိုရမေကြီးကလည်းတတိကိုရေးပြီးပြောနေတယ်။ခဲညာရောက်ကြ။ဒါဖြင့်ငဃာရမတို့ခொနကပြောခဲ့တဲ့သဘောတွေသာမှတ်ကြပါတော့နော်။မှတ်ကြပါတော့တဲ့မသေးသင်မဲနဲ့သေးခလုံးမသိမဲနဲ့တိုက်အပယ်မရောက်သင်မဲနဲ့ရောက်ငဃာရမတို့ဘဒူတော့ပฏิလွတ်တဲ့ပုဂ္ဂိုလ်ရှိပဲဟုတ်ဘူးလားပฏิလွတ်တဲ့ပုဂ္ဂိုလ်ရှိပါပဲငဃာရမတို့အဲဒါကြောင့်တတိလွတ်လိုက်ပြီဆိုတဲ့တနေ့ကြာလာပြီဆိုမှဖြင့်တကယ်တည်းယခုဘဝသေးခြင်းတို့အပေကြလို့ချင်းနေခြင်းတို့ဟုတ်ကလားဒါဖြင့်ဒကာဓမ္မတို့ဝေဒနာကိုလည်းပေါ်တိုင်းမမိစီနဲ့ဆရာဘုန်းကြီးကမှားတာများခင်ဗျားတို့မသေးတဲ့စီပို့နေတာခင်ဗျားတို့ကဆရာဘုန်းကြီးကလည်းဟောရှာပါရဲ့လုံနေနဲ့သိခြင်းတဲ့အတန်ကြီးထွက်မလာခဲ့နဲ့ရင်းပြီလားဒါပေမဲ့ဆရာဘုန်းကြီးကဟောရှာပါရဲ့ကိုယ်ကဆိုပြီးဒီကလာတခါတည်းမလုဖြစ်ဘူးလှဲ့သွားမကိုယ်ကမလုဖြစ်ဘူးဆိုတော့ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချာနင်မိုက်ပုံကဖြင့်နင်ဖမှန်သေးခြင်းလို့ဆိုတဲ့အဓိပ္ပာယ်ကရောရှိမရောက်သေးဘူးခဲဒါဖြင့်ဒကာဓမ္မတို့ဘာအရေးကြီးနေလဲဆိုတော့ပေါ်လာကြဘာအရေးကြီးတယ်သတိအရေးကြီးတယ်တကယ်လည်းသတိဟာအလုံးစုံတို့တဲ့ပုံကိုရေးကြည့်ချက်ရှင်တဲ့ဟင်းချက်ပါတဲ့သားမပါရင်ဘယ်ဟင်းမှဘောက်ဖို့တဲ့ဟင်းချက်မကောင်းကွာဒါဘယ်လောက်ကိုလုံနေဒကာရမတို့သတိမပါလို့ရှိရင်ဘယ်လုံးမှမပြီးဘူးကအောင်မိတာပြနိုင်နေရလားသားမပါရင်ဘယ်မှမကောင်းကြလို့သတိမပါတဲ့လို့ဒီဘယ်လုံးမှမအောင်မြင်တော့ဘူးမဆွရိုက်ဘူးလားဒါကြောင့်တတိဟာရေးကြည့်လိုက်တာတတိဟာရေးကြည့်တယ်ဘယ်သူကြည်သားဒီเจ้าမှလည်းဟိုเจ้าနဲ့ခွေးတယ်နဲ့ဒီเจ้าနဲ့ခွေးတယ်နဲ့ဒီခွေးပဲရလာတာပါလေအိုးတတိလို့ခင်းလို့ခွေးပြစ်လာတာလားကွာ
ရင်းပြီလားကိုပွဲစိတ်တွေနဲ့ပွဲစိတ်တွေဟာဘယ်နဲ့ကြောင့်ပွဲစိတ်တွေဖြစ်လာပါလိမ့်သတိလို့ခင်းလို့ဖြစ်လာကြတာရေတဲ့ငါးတွေများလိုက်တာဆိုတာဘာတွေလဲဒါဖြင့်သတိလွတ်တဲ့ပုဂ္ဂိုလ်အရေးအတွက်ဟာခင်ဗျားတို့လူရည်နဲ့စားလိုက်လို့ရှင်ဘယ်သူကများသူတို့တွန်းစာလောက်ရှိတော့ပေါ့ဗျာလူပြည်တွေတော့ကလေရှားတွန်းကြီးတွန်းစာလောက်ရှိတော့မပေါ့အဲ့တော့တတိလို့ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုရေတွက်ကြည့်လိုက်လို့ရှိရင်ဖြင့်မရေတွက်နိုင်အောင်များတယ်ဆိုတာကမပေါ်လာဘူးလားကဲတခါခင်ဗျားတို့လည်းတတိလွတ်တဲ့ချိန်နဲ့ဝေဒနာလေးပေါ်တိုင်းတတိလွတ်တဲ့ချိန်နဲ့တတိရှိတဲ့ချိန်နဲ့ဘယ်သူကများသွားပါလေဦးမယ်အဲ့ဒီခြာတွင်းကြီးတွေရောက်ပါလေဦးမယ်ရောက်မှခင်ဗျားတို့ဒီလိုနေပုံနဲ့သာဖြင့်ပေချာရောက်လိမ့်မယ်တော့ရှိခြာနဲ့ဖြစ်ရှင်သေးလားမဖြစ်ရှင်တတိမနဲ့နဲ့လေတတိလက်လို့ရှိရင်တော့မဖြစ်ဘူးတတိကမလဲဘူးဆိုတဲ့ဥစ္စာဖြင့်ဒကာရမတို့ဘုန်းကြီးကလည်းမလက်เสียနေရာတွေကိုအမျိုးမျိုးဖုံပေးထားတယ်မပေးဘူးလားစားကြတယ်လို့ပြောလိုက်တယ်စားကြတာဒီကားလို့ဆိုလို့ရှိရင်စားကြတယ်ဆာလောင်မောသိလာတာမဟုတ်လားစားကြတယ်ဆိုရင်ဖြင့်ဒကာရမတို့သတိမလဲနဲ့အဲ့ဒါဒုက္ခဝိညာဉ်ပေါ်တာဟောဆရာဘုန်းကြီးသင်ထားပြီဒကာသေးစားကြတာဘာတော့ဒုက္ခဝိညာဉ်ပေါ်လာတယ်ဆာလောင်မောသိလာဘာတော့ရေတော့ကျင်တာဘာတော့အဲ့ဒါတွေခင်ဗျားတို့သတိကလစ်ပြီးရေသာသွားတော့တဲ့ဒုက္ခဝေဒနာလေးဖြစ်လို့ပြက်တယ်လို့မသိကုန်သိဘူးလစ်လိုက်တဲ့သတိကလည်းမပြောနဲ့တော့ကြာတော့ရေတောင်နေအောင်လို့ဖြစ်နေခင်ဗျားတို့ကလစ်လိုက်တဲ့သတိကလည်းရင်းပြီဗလားရေတော့ကျင်တာဘယ်လိုတော့အဲ့ဒါသတိထားမိကြရလားမိုးချိုးပြစ်ပါလိမ့်မယ်ခင်ဗျားတို့သိချင်းတို့သိပါလိမ့်မယ်ရင်းပြီဗလားအတော်ဆိုးနေပြီကွအတော်ဆိုးနေပြီတော်ဆိုးနေပြီအောင်စင်တွင်ဆာလမောသိတာဟုတ်ပြီဘာဝေဒနာလဲဒုက္ခဝေဒနာလေးပေါ်လာပြီးပြည့်တယ်ဆိုတာခင်ဗျားတို့ကြည့်ပါဦးလားပြီးတော့မှခင်ဗျားတို့ဒီတောက်ချင်တော့တာပေါ့အခုတော့ရေတနေ့ပဲငကားတော့ဆိုမြေကံမဖျားလင်းရှိခါတော့ရောရတာပါပဲလက်ဖေးကတော့လက်ဖေးတယ်မပြတ်ပါဘူးဗျတတိယမိယလားလို့မေးတာဒီဥစ္စာဒုက္ခဝေဒနာပေါ်တယ်လို့တတိယမိယလားဆိုတော့ပကံလာကုံသွားတယ်ခင်ဗျားတို့သတိမရဘူးရင်းပြီလားအဲ့ဒီအချိန်မှာသင်မင်းကဂိုင်းခေါင်းကကြွက်တရိလက်တဲ့နေရာကြောင်ချောင်းခုတ်သလိုခင်ဗျားတို့တတိလောတုံးမှာသူကခေါ်ချိုက်တာအဲ့ဒီခေါ်ချိုက်တဲ့အခါကျတော့ခင်ဗျားတို့မှာကလန်ပါပြီးဒီကလာတေဝရရောက်ရတော့တာပေါ့ရင်းပြီလားဒါပြန်ဘုန်းကြီးတို့တရားဓမ္မတွေတတိမလစ်ဖို့ရေးဟာချင်းအထူးပဲရေးကြည့်တော့တယ်ဆိုတာမပေါ်လာသေးဘူးလားဒါကြောင့်ကြက်တရိထားချက်စံပါကြက်တရိထားချက်စံပါပတိမလေးစီနဲ့အမဲစားတိုင်းဘာဝေဒနာပေါ်တော့ရေတောက်ခြင်းနဲ့တောက်ခြင်းတိုင်းအဲဒုက္ခဝေဒနာပေါ်တော့ဆေးလေးတောက်ခြင်းနဲ့တောက်ခြင်းတိုင်းတစ်ဖက်စားခြင်းတိုင်းစားခြင်းတိုင်းဒုက္ခဝေဒနာပေါ်တော့ဆိုရင်းပြီလားဒါဖြင့်အဲ့ဓာတွေဒီကားလို့ဆိုရင်ဖြင့်ကိုယ်တစ်ဖက်နဲ့ကိုယ်ဆေးလေးနဲ့ကိုတော်ရွှေနေရာကြမယ်ဒုက္ခဝေဒနာတွေ့သွားမှာဒုက္ခဝေဒနာတွေ့လို့ရှိရင်ပြေမောင်စိန်နဲ့ဒုက္ခဝေဒနာအပြတ်သွားအပြည့်တွေ့မှာပဲအခုတော့မင်းတို့ဗန်ဘူးတကူလောက်ပဲဆေးလေး50ဘူးဝင်ကုံသွားတယ်ကွာတတိကတခါမှမပါဘူးကုံမလားဆိုမှကုံပြီးကုံတာတော့မသိသေးဘူးမဲယူပါသေးတတိနဲ့ထားလိုက်တာပထမယူတော့ကဘယ်လိုက်ကြိုင်းတယ်လည်းမသိဘူးကုံမလားမေးရသေးဒီတဲ့တတိကပါသေးလားတတိကပါတတိမပါတော့တခါတလေကျတော့မိစစ်တောင်ဖြောင်းမြန်ချက်လိုက်ပြီတတိကလွှဲချက်ဖြစ်ချင်းမပြောပါနဲ့တော့ဟမ်ပတိလက်လိုက်တဲ့ဖြစ်ခြင်းဒီကားလို့ရှင်ဒကာဓမ္မတွေအမှန်ကိုရောက်သေးရလားအဲဒါကြောင့်ပတိဒီကားလို့ဆိုလို့ရှိရင်သူတလေရေးကြီးတယ်ဆိုပြီးဘုရားခင်ကိုရမေကြီးကပတိမလင်းနဲ့ဟာဆိုပြီးတော့ယန္တပါဆုံးမဘယ်လိုဆုံးမလိုက်သလဲလို့မေးတဲ့အခါကျတော့ဘုရားခင်ကိုရမေကြီးကဝေဒနာနုပဒနာယန္တပါပေးလိုက်ဝေဒနာဥပဒနာပြည့်တယ်မင်းဝေဒနာတွေပေါ်တိုင်းဆာလမောသိလည်းသိနော်ဟုတ်လားစားခြင်းလည်းသိတောက်ခြင်းလည်းသိအိတ်ခြင်းလည်းသိအကုန်သိပြီထားတယ်လည်းသိကြွတယ်လည်းသိကိုယ်တယ်လည်းသိဆန်းတယ်လည်းသိဟေးဘုရားကဆိုတော့ဒါဝေဒနာပေါ်တာကြီးပဲမဟုတ်လားပါကိုယ်ခြင်းလည်းဆိုရဲဒကာဓမ္မတွေဆန်းတာညောင်းလို့မဟုတ်လားဆန်းတာကဒုက္ခဝေဒနာကိုယ်ခြင်းကဒုက္ခဝေဒနာပေါ်ဘူးလားအခုမပေါ်ရကိုရှိသေးရဲ့အမရှိတော့အကုန်ပေါ်နေတာပဲအဲ့ဒါတွေကိုမင်းကြက်သတိထားလို့ဘုရားက
တိဥထာလောက်ကိုဘုရားကတရားပေးလိုက်ကြောင်းသွားနေကြောင်းသွားနေပေးလိုက်တဲ့အခါတော်တဲ့သွားပြီးကိုတော်လေးကအထုချက်နေရာတိုင်းမှာတတိလို့ပါလိမ့်မလဲဆိုပြီးဒီကလာတတိဆွဲရရှိလို့ပါလိမ့်မလဲလို့သူစိတ်ထဲအောင်းမဲ့ပြီးကလာလမ်းပြန်လာဘူးကဘုရားကြောင်းတော်ကြောင်းပြန်တယ်တော်ကြောင်းကနေပြီးတော့ပြန်တဲ့အခါကျတော့အခုလိုနွေရာသီနဲ့ဒူပါတယ်တောမိတွေကတခါတည်းကြောက်တစ်ခုနဲ့ကြောက်တစ်ခုတိုက်တယ်ဆိုရင်မိဘနာဟုတ်မိဘနာအောက်ကလည်းမျက်စိချောင်းနေတယ်ဆိုတော့လောင်တာပေါ့ဗျာအဲ့ဒီချောင်းနေတော့မိကကြောင်းနဲ့တခါတည်းလှုပ်လိုက်တယ်လို့တခါတည်းမိရထားလောင်မိရထားလောင်တော့မိရသူနာနီးလာတယ်နဲ့တောင်းမောတက်ပြီယူစင်းရတောင်းမောတက်ပြီပြီးဒီကရတောင်းမောနေကြည့်ပြီးနေတော့သူစိတ်ကအော်ဒီမိရကြည်သာမျက်ငယ်လေးတွေလောင်တာပဲမျက်ရှည်ကြီးတွေလောင်တာပဲသစ်ပင်တွေလည်းလောင်တာပဲဦးအငယ်ရောအလိုက်ရောအကြီးရောသူဒီမိဘာမှမချောင်ပါလားအကုန်လောင်တာပါလားသူစိတ်ကဒီလိုအောင်မေးပြီးဒီကရဒါနဲ့သူခန္ဓာကိုပြန်ကြည့်ခံကြည့်တော့လေခန္ဓာကိုယ်ထဲမှာဝေဒနာနုလေးတွေလည်းပြက်တာပဲဝေဒနာကအလတ်စားတွေပြက်တာဝေဒနာကြီးတွေကိုပြက်တာမိကိုတခါနမူနာထားတာမိရကြည်စမ်းတရားဓမ္မတို့မျက်ငယ်လေးတွေကမလောင်မနဲ့ရှက်သွားသလားအဲ့လောင်တာမျက်လက်တွေရောမျက်ကြီးတွေရောတခါသစ်ပင်ငယ်တွေရောအကုန်သစ်ပင်လက်တွေရောသစ်ပင်ကြီးတွေရောတောမိတာဆိုရင်ဘုရုဆောင်သေးတယ်အကုန်တောလျှောက်သိမ့်လောင်တာပဲတခါတည်းလေတိုက်ကလေးလောင်ချတာပဲတခါသိမြုံမှလိမ့်မယ်ဘာနဲ့ခြံခဲ့သေးတော့ဘာမှမခြံခဲ့တယ်လို့ဒီမှာလဲညာထဲမှာကြည့်လိုက်လို့ရှင်ပြန်ဒုက္ခငယ်လေးလဲသရမရဏမီးလောင်လိုက်တော့ပြက်သွားတာဒုက္ခလတ်စားလေးကောသရမရဏမီးလောင်လိုက်တော့ပြက်သွားတာပဲဟုတ်သဘောကျဒုက္ခကြီးတွေကောသရမရဏမီးလောင်ပြက်တာပဲကွာအလိုလိုပြက်တာဟုတ်ကဲ့လားသရမရဏမီးလောင်လို့ပြက်တာကြီးအဲ့ဒီမှာညာကကြည့်ပြီးသူကဟိုမီးတွေကြည့်လေးမျက်ငယ်လေးတွေလောင်တာကြီးမျက်ကြီးတွေလောင်တာကြီးမျက်လက်တွေလောင်တာကြီးမျက်ပင်တရားလောက်ဟာကြီးတွေလောင်တာကြီးအခုလောင်တာပါလားကုံလောင်တာပါလားကုံလောင်တာပါလားဒီနဲ့ကိုယ်တဏ္ဍာရှိတော့ဝေဒနာလေးတွေကလည်းပေါ်ကြဝေဒနာလေးတွေလည်းပြက်သွားတာပဲတော်ကျင်စဝေဒနာလေးလည်းပြက်တော်ကျန်းလာတာကြီးလည်းပြက်တာပဲတော်အမှန်တန်ကျန်းလာတာကြီးတွေရောပြက်တာကြီးပဲဆိုပြီးခါလာတော်ပြီးအကုန်လောင်သလိုသူ့စိတ်ထဲညံနဲ့အကုန်ထင်းလာတာဟုတ်ကွာအဲ့ဒီမှာဘုရားသခင်ကိုရမေကြီးကငါးဤတပိသားကဖြင့်မြက်ကနမူနာတော်ပြီးနမူနာထားပြီးဒီကာလယခုရှုလိုက်တာဒီကားလဲဆိုလို့ရှိရင်ဖြင့်အတော်ကိုညာတတိမလွတ်တဲ့အတွက်အတော်လေးခီးပေါက်လာပါပေါ့လားတောင်းတော်နေကြည့်အဝေးကြီးကျောင်းတော်နဲ့ဝေးကြီးစေတော်ကျောင်းနဲ့ဒီကိုယ်တော်လေးခုတော်တဲ့တောခုလာမှာမီးလောင်လို့တောင်ပေါ်တက်ပြီးတောင်ပေါ်ကနေပြီးမီးတွေကြည့်ပြီးခန္ဓာကြည့်နေတာနဲ့အဝေးကြီးအဲ့ဒီဒီမှာဘုရားသခင်ကိုရမေကြီးကဟေးယဟန်လေးပေါ့လေအပမာရတာဟောတာသစ္စိတမနိယခဏဟုတ်လားအပမာရတာဟောတာအပမာရတာဟောတာအပမာရတာဟောတာသစ္စိတမနိယခဏဟေးမင်းဒီမမိန်နဲ့ဟေးနော်မမင်းနဲ့တတိလေးနဲ့ကြည့်နေဟုတ်လားတန်ရောစနမနုံထူလန်တဟံအဲ့ဒီဝကိစ္စတိဟိုမဲ့တန်ရောစင်တွေကိုမင်းတတိပညာလေးတွေကအကုန်လောင်းနေပြီကွမင်းရှုနေတဲ့ဥစ္စာဒီတန်ရောစင်လောဘငယ်လေးတွေအကုန်လောင်းနေပြီဒေါသငယ်လေးတွေအကုန်လောင်းတော့မင်းကဟောဘုဝေဒနာလေးတွေအသေးလေးတွေရှုအလက်ကလေးတွေရှုအကြီးလေးတွေရှုမိလောင်သလိုလောင်တာလေးတွေမင်းရှုနေတာနဲ့မင်းတဏ္ဍာမှာလည်းကိလေသာအငယ်လေးတွေလည်းဟေးမမီးကလောင်ဟဟောကိလေသာလက်စားလေးတွေလည်းမင်းရှုနေတဲ့မမီးကလောင်ပလိုက်ပြီးတယ်ရင်းမိလားကိလေသာကြီးစားတွေလည်းမင်းရှုနေတဲ့မမီးကလောင်ပလိုက်ပြီးဘုရားအကြောင်းတော်နေဟောနေတာဟုတ်ကဲဟောစိန်တော့ဘလောက်ဟုတ်တာမင်းကိလေသာငယ်လေးတွေလည်းတဲ့မင်းကမီးကိုအငယ်လေးတွေကမျက်ငယ်လေးတွေလည်းလောင်တယ်မျက်ကြီးတွေလည်းလောင်တယ်ဒါသစ်ပင်ကြီးတွေလောင်တယ်လို့မင်းရှုနေတဲ့ဖြင့်မင်းကလည်းဒါတွေနမူနာထားပြီးဝေဒနာငယ်လေးလည်းပြတ်တာပဲဝေဒနာအလတ်လည်းပြတ်တာပဲဝေဒနာကြီးလည်းပြတ်တာပဲမင်းကဒါတွေကိုညံလေးနဲ့ရှုနေတော့မင်းရှုနေမှတည်းနဲ့ကိလေသာငယ်လေးတွေလည်းလောင်မဟေးလို့ဘုရားကနောက်ကသိမ့်ပေးသေးတယ်မင်းရှုနေတဲ့ကိလေသာငယ်စားလေးတွေလည်းမမီးကလောင်လို့ပြောင်းမကွကိလေသာလက်စားတွေလည်းမမီးကလောင်လို့ပြောင်းမကွကိလေသာကြီးစားတွေလည်းမင်းရှုနေတဲ့ညံမီးကပฏิထားပြီးဒီကလာရှုတဲ့ညံမီးကြောင့်လောင်ကုန်မကွကျိုးစားလိုက်ငါ့ရဲ့စိတ်သားကျိုးစားလိုက်ဆိုပြီးကျောင်းတော်ကနေအားပေးဒီကအခုကြားနေ
ဒီကရကုန်ကြပြီးဒီကရနေတော့ဘုရားဖရာကလည်းအားပေးလိုက်သူကလည်းရှုအားကတတိထားပြီးဒီကရညာနဲ့ရှုလိုက်တဲ့အခါကျတော့မောင်သွန်းလိုက်နဲ့အဲ့ဒီနေရာထဲမှာအဲ့ဒီတော်မီပုံရင်တော်မီကာကွယ်ရင်တော်မီကြောင့်တောင်ပေါ်တက်ပြီးတော်မီနမူနာထားပြီးဒီကရဝေဒနာဖြစ်ဖြစ်စီကရှုပြီးဒီကရမှာကိလေသာငယ်စားအကြီးစားအလတ်စားတွေရောသူ့မညာကအကုန်လုံးပြစ်တာဘူးအဲ့ဒီနေရာထဲမတူလို့ဒီကိုယ်တော်လေးရဟနာဖြစ်တယ်မောင်သိထွင်းဘယ်လိုဟုတ်တယ်လဲဆိုတာတော့ကြောက်ဒါကြောင့်အပမရတာဟောတာသာစိတ်တမနိယကနာမနုရခတာတဲ့အလုံးစုံမိမိစိတ်ကိုတတိကိုဖြင့်ကွာအမြဲဆောင်ကြောက်ကြစမ်းပါမေ့လျော့တဲ့သဘောလေးနဲ့ဖြင့်နည်းနည်းမှမနေလိုက်ကြပါနဲ့ဟုတ်လားတန်ရောဇနာမနှုံထူလာနဲ့အနှုံထူလာအငယ်ကြီးဖြစ်တဲ့တန်ရောဇဉ်တို့ဒီကားလို့ဆိုလို့ချင်းဒါအဲ့ဒီကကိစ္စကြီးမီးလောင်တယ်လို့မြက်မီးလောင်လို့ပြောင်းတယ်လို့မင်းကရှုတဲ့ညာမီးကလည်းတန်ရောဇဉ်အကြီးရောအငယ်ရောအလားရောပြောင်းသွားပြီကွာကျိုးစားလိုက်စမ်းပါလို့ဘုရားကလည်းအာဘေသူကလည်းတတိထားရှုတော့ဒီနေရာမှာရဟန္တာဖြစ်သွားတယ်ဘာလို့တတိရေးကြည့်တော့ကတတိကရှေ့သွားလိုက်တော့ပညာကနောက်ကလိုက်လာတာဟုတ်ကွာအဲ့ဒါတတိကရှေ့တော့ပညာကနောက်ကလိုက်လာတော့ဒကာဓမ္မတို့ဒီကိုယ်တော်လေးမှာဘုရားခင်မှာတော်ထဲမှာ3လလောက်အားထုတ်တယ်တရားမရအောင်လမ်းကြမှာတောမိလောင်လို့တောမိနမူနာထားပြီးတော့ရှုလိုက်တာနဲ့ပဲခန္ဓာတွေကကိလေသာဆိုတဲ့တရားတွေဟာအကုန်လောင်ကျွမ်းပြီးဒီကလာရဟန္တာဖြစ်သွားတယ်ဘုရားကလည်းကျောင်းတော်ကနေပြီးလောင်ဖေးမင်းကြက်ရှုပေးမင်းရှုတဲ့ဉာဏ်လေးကကိလေသာငယ်စားလဲလောင်မကွကိလေသာလာစားလဲလောင်မကွကိလေသာကြီးစားလဲပြောင်းဖေးမလျှော့လိုက်နဲ့ဘုရားကတတိလေးကြက်ထားရှုကွတတိလေးကြက်ထားရှုကွလို့ဆိုဘုရားကျောင်းတော်ကနေပြီးတခါလဲအတန်ကုန်လွတ်ပြီးဒီကလာဒီကိုယ်တော်လေးကုန်းကြားလောက်ဟောနေတာဟုတ်အဲ့ဒီကြားလောက်ဟောတော့ငါလုံးနေတယ်လို့သိမှန်တာပဲတတိထားတယ်လို့သိမှန်တာပဲတတိထားတာဒီမသေးသွားတာတတိလို့ရှင်သေးသွားလိမ့်မယ်ဆိုပြီးတတိပဲသူကတခါလဲမသေးသွားတဲ့သဘောကိုပဲငါကြိုးစားလိုက်ပါတော့မယ်ဆိုပြီးတော့တတိနဲ့ပညာနဲ့တွဲပြီးလွှတ်လိုက်တော့ငယ်စားကိလေသာတွေကလည်းတတိပညာကလောင်ပလိုက်ကွာအလတ်စားကိလေသာတွေလည်းတတိပညာလောင်ပလိုက်ကွာအကြီးစားကိလေသာတွေတတိပညာကလောင်ပလိုက်တော့အကြီးစားလောင်တယ်ဆိုတဲ့ကရတ္တမမရသေးဘူးလားအဲ့ဒီမှာတရားဓမ္မတို့ရဟန္တာလေးဖြစ်သွားတယ်ဆိုတော့ရေးပြီဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေလည်းဘယ်ဝင်လာပေါ်ပါလို့ကသတိထားလို့ရှိရင်အပြည့်မတွေ့ဘူးလားသတိထားရင်အပြည့်တွေ့တယ်ဆိုတော့ခင်ဗျားတို့အပြည့်တွေ့တဲ့ဉာဏ်ဆိုတာဒီဉာဏ်ဆိုတာဒီကားလို့ရှိရင်ဥပဒနာဉာဏ်မဲ့ဉာဏ်ဆိုတာဒါအမှန်တန်ထက်တဲ့လောင်နိုင်တဲ့မိပါပဲဥပဒနာဉာဏ်မဲ့ဉာဏ်ဒီဥသောမိသူမိသားကြီးရထားတဲ့အခါကျတော့ကိလေသာမိုက်တဲ့ကြီးဟာမောင်သွန်းနိုင်လောင်တာပဲရိပ်မိလားဒါဖြင့်ပฏิပညာဤသောမိသည်ကိလေသာမိုက်တဲ့ကြီးကိုလောင်စေနိုင်သောကြောင့်ကိလေသာရှိမှသာလျှင်သိရတာကိုတရားဓမ္မတွေကိလေသာမိုက်တဲ့ကြီးလောင်လိုက်ပြီဖြစ်လေသောကြောင့်တို့ဖြင့်တတိသာထားလို့ရှိရင်ဘယ်တော့မှမတရားမှန်နိဗ္ဗာန်သို့ပြေချာရောက်မယ်ဆိုတာတို့ဆုံးရချမယ်လို့စိတ်ထဲမှာထားကြပါရိပ်မိလားအဲယနေ့ပြီးရင်တော့ကြအောင်